သူမကုမ္ပဏီထဲသို့ဝန်ခံနည်းတွင်လုံခြုံရေးဝန်ထမ်းကတားဆီးလိုက်ပြီးမင်္ဂလာပါမမကုမ္ပဏီထဲမဝင်မီကုမ္ပဏီဝန်ထမ်းကဒ်ပြားဝတ်ဆင်ပေးပါဟုပြောလိုက်သည်အတွင်းရေးမှူးကလုံခြုံရေးဝန်ထမ်း၏ကော်လာကိုဆွဲကင်လိုက်ပြီးသူမဘသူလဲဆိုတာနင်သိလားနင်ကများသူမကိုကုမ္ပဏီကဒ်ပြားဝတ်ဆင်ခိုင်းနေရတာလဲဟုပြော၏တထေးကအတွင်းရေးမှူးမေးမင်းဘာလုပ်နေတာလဲသူ့ကိုချင်းချောက်နေတာလားဟုပြောလိုက်သည်ထို့နောက်လုံခြုံရေးဝန်ထမ်းဘက်သို့လှည့်ကာအိုးညီလေးမင်းပြောတာကုမ္ပဏီကဒ်ပြားကိုပြောတာမလားဟုမေးသည့်လုံခြုံရေးဝန်ထမ်းကဟုတ်ပါတယ်မမဒါကုမ္ပဏီရဲ့စည်းကမ်းချက်ပါဟုပြန်ဖြေသည်တထေးကသူမ၏လည်ပင်းကိုကြည့်လိုက်ပြီးအိုးဒီနေ့ငါအလင်းလိုသွားလို့ယူဆောင်လာဖို့မေ့သွားတာပါဒီလိုလုပ်ရင်ရမလားညီလေးငါစီဝေးပွဲတက်ရောက်ဖို့စောင့်နေတာမို့လို့ပါရော့ဒီပတ်စံကိုယူလိုက်ပြီးတော့ကင်းလွတ်ခွင့်ပေးလိုက်ပါဟုပြောလိုက်ပြီးလုံခြုံရေးဝန်ထမ်းကလုံးဝမရပါဘူးကုမ္ပဏီကဒ်ပြားဝတ်ဆင်တာကရေးဆွဲထားတဲ့ကုမ္ပဏီစည်းကမ်းချက်ဖြစ်ပါတယ်တထေးကိုယ်တိုင်လာရင်တော့ဘာမှထူးခြားသွားမှာမဟုတ်ပါဘူးဟုပြန်ဖြေသည်မမကကျွန်တော်ကိုလက်ထိုးဖို့ကြိုးစားနေတာလားကျွန်တော်အလုပ်ပြုတ်ရင်တော့စည်းကမ်းတွေကိုချိုးဖောက်မှာမဟုတ်ပါဘူးဟုဆိုသည်တထေးကမင်းတကယ်အတီးပြောနေတာပဲအတွင်းရေးမှူးမေစီဝေးပွဲစဖို့ဘယ်နှမိနစ်ကြံသေးလဲဟုမေးလိုက်သည့်အတွင်းရေးမှုကသူမ၏နာရီကိုကြည့်ပြီး2မိနစ်ပါဟုပြောသည်တထေးက2မိနစ်လားဒါဆိုအိမ်ပြန်ကြရအောင်ဟုပြောကထွက်ခွာရန်ပြင်လိုက်သည်လုံခြုံရေးဝန်ထမ်းကသူမကိုတားလိုက်ပြီးခဏဆောင်ပါဦးမမတကယ်အလင်းလိုနေတယ်ဆိုရင်ဒီမှာလက်မှတ်ထိုးသွားလို့ရပါတယ်နောက်တစ်ခါကျရင်ကဒ်ပြားယူဆောင်လာဖို့မမေ့ပါနဲ့ဟုပြော၏တထေးကအိုးကောင်းပြီလေဟုပြောကပုံစံခွက်တွင်လက်မှတ်ထိုးလိုက်သည်မင်းတော်တော်ကင်းလွတ်ခွင့်ပေးနိုင်တာပဲရော့ကြည့်လိုက်ပါဦးဒီလိုဆိုအဆင်ပြေရလားဟုမေးရလုံခြုံရေးဝန်ထမ်းကဟုတ်ကဲ့ရပါတယ်ဟုပြန်ဖြေသည်ထိုစဉ်မှာပင်ကြီးကြပ်ရေးမှုတဦးကလူအုပ်ကြားထဲမှတိုးထွက်လာပြီးဖယ်ဆန်းခွေးကောင်းကလမ်းမပိတ်ဘူးနင်တို့လူတွေကခွေးတွေထက်တောင်စိုးနေပါလားဟုအော်ဟစ်လိုက်ပြီးလုံခြုံရေးဝန်ထမ်းကသူမကိုတားလိုက်ပြီးခဏဆောင်ပါဦးကုမ္ပဏီထဲဝင်ဖို့ကုမ္ပဏီကဒ်ပြားဝတ်ဆင်ရပါမည်မဟုတ်ရင်အထဲဝင်လို့မရပါဘူးဟုပြောလိုက်ပြီးကြီးကြပ်ရေးမှုကဘာကုမ္ပဏီကဒ်ပြားဟုတ်လားကုမ္ပဏီကဒ်ပြားဆိုတာဘသူတွေအတွက်လဲဆိုတာနင်သိလားနင်တို့လိုအောက်ခြေလုံခြုံရေးတွေအတွက်ပဲငါကကုမ္ပဏီကဒ်ပြားဝတ်ဖို့လိုလို့လားနင်မျက်စိကန်းနေလားဟုပြန်ပြောသည်လုံခြုံရေးဝန်ထမ်းကမမအဲ့ဒီလိုစကားပြောဖို့ဘာလို့တတိရှိရတာလဲတထေးကိုယ်တိုင်တောင်ကုမ္ပဏီထဲဝင်ဖို့ကုမ္ပဏီကဒ်ပြားဝတ်ရတာပဲမမကဘာလို့ကင်းလွတ်ခွင့်ရရမှာလဲဟုပြော၏ကြီးကြပ်ရေးမှုကအိုးနင်ကများတထေးကိုတုံးပြီးငါ့ကိုဖိအားပေးဖို့ဘာလို့တတိရှိရတာလဲတထေးကအလုပ်ကိစ္စနဲ့ခရီးထွက်နေတာကြားလာပြီးငါမျက်စိထဲမှာတော့သူမကဘာမှမဟုတ်ဘူးငါကရောမမျိုးကပြန်လာတဲ့ကုမ္ပဏီရဲ့ကြီးကြပ်ရေးမှုတစ်ပဲနိုင်ငံခြားမှာပညာသင်ခဲ့တဲ့သူကိုနင်တော်သားကမြင်ဘူးလို့လားနင်တက်နိုင်ရင်အလုပ်ကိုတေချာလုပ်မဟုတ်ရင်ငါခွေးတကောင်ခေါ်လာခဲ့မယ်အဲ့ဒါကနင်ထက်တောင်ပိုကောင်းမယ်ဟုပြန်ပြောသည်လုံခြုံရေးဝန်ထမ်းကတကယ်လားမမဝတ်မထားဘူးဆိုရင်ဒီပုံစံခွက်မှာလက်မှတ်ထိုးပါကျွန်တော်အလုပ်ကိုနီးမကလေးစားမှုပြပေးပါအဆင်ပြေရဲ့လားဟုပြောသည်ကြီးကြပ်ရေးမှုကပုံစံခွက်ကိုမြေပြင်ပေါ်ဒေါသကြီးပစ်ချလိုက်ပြီးနင်နန်စော်နေတဲ့လုံခြုံရေးနင်ကငါ့ကိုလက်မှတ်ထိုးခိုင်းနိုင်တယ်လို့ထင်နေတာလားဟုပြော၏အနောက်ဘက်မှတထေးကရှေ့သို့တိုးထွက်လာပြီးမမတော်လောက်ပြီးဒါဘာပြုမှုနေတာလဲဟုပြောလိုက်သည်ကြီးကြပ်ရေးမှုကဟိတ်နင်ကဘာမို့လို့လဲငါကိစ္စမှာဝင်ပါဖို့နင်မှာဘာခွင့်ရေးရှိလို့လဲဟုပြန်ပြောသည်တထေးကကုမ္ပဏီကဒ်ပြားဝတ်ဆင်တာကလူတိုင်းရဲ့တာဝန်ပဲမင်းကကွဲပြားနေလို့လားမင်းကဒီကုမ္ပဏီရဲ့ဝန်ထမ်းဟုတ်ရဲ့လားဟုပြော၏ကြီးကြပ်ရေးမှုကနင်မကြားဘူးလားငါကဒီကုမ္ပဏီရဲ့ကြီးကြပ်ရေးမှုတစ်ပဲကြီးကြပ်ရေးမှုဆိုတာဘာလဲဆိုတာနင်အောင်သိရဲ့လားဟုပြန်ပြောသည်တထေးကကြီးကြပ်ရေးမှဦးတစ်ဟုတ်လားဒါဆိုမင်းကိုဘသူခန့်အပ်ခဲ့တာလဲဆိုတာပြောပြစမ်းဟုဆိုသည်ကြီးကြပ်ရေးမှုကဘသူခန့်တာလဲဟုတ်လားနင်သိချင်နေဆိုရင်ငါပြောပြမယ်တေချာနားထောင်အတုံးနဲ့သေးခံဝတ်ထားဦးဒရိုက်တာယူကငါဝမ်းခွဲအကိုပဲသူကတထေးပြီးရင်ဒုတိယအကြီးဆုံးပဲဟုပြန်ပြောသည်တထေးကအိုးဒါဆိုမင်းကအမျိုးတောင်ပဲပေါ့ဟုတ်လားကောင်းပြီဒီနေ့မင်းကိုထင်းကနေစကလုံးတွေရဲ့အတိတ်ပဲကိုငါပြသပေးမယ်မင်းအကျိုးဆက်တွေကိုရင်ဆိုင်ရလိမ့်မယ်ဟုပြောလိုက်သည်ကြီးကြပ်ရေးမှုကငါဒီနေ့အလုပ်များနေလို့နင်းနဲ့စကားပြောဖို့အချိန်မရှိဘူးနားထောင်နင်းတို့အမျိုးသမီးတွေကာမဝန်ဆောင်ဝတ်စုံတွေလိုဝတ်ဆင်ထားတဲ့နောက်မှငါဝမ်းခွဲအကိုကိုနင်းတို့နှစ်ယောက်လုံးကိုအလုပ်ထုတ်ခိုင်းလိုက်မယ်ဟုပြန်ပြောသည်သူမထွက်သွားပြီးနောက်တထေးကလုံခြုံရေးဝန်ထမ်းအားညီလေးဒီနေ့အဲ့ဒီလိုမျိုးတွေကြုံတွေ့ခဲ့ရတဲ့အတွက်ငါစိတ်မကောင်းပါဘူးဟုပြောလိုက်ပြီးလုံခြုံရေးဝန်ထမ်းကရပါတယ်ဟုပြန်ဖြေပြီးတထေးကဆက်လက်၍ငါကစင်စစ်ဒီကုမ္ပဏီရဲ့တထေးပါငါမကြသေးမီကအလုပ်ကိစ္စနဲ့ခရီးထွက်နေလို့ရုံးမှမရှိခဲ့တာပါဒရိုက်တာရွေးကဘာလို့အဲ့ဒီလိုမျိုးသမီးမျိုးကိုငှားရမ်းခဲ့တာလဲဆိုတာငါမသိပါဘူးငါဒီကိစ္စကိုတေချာစုံစမ်းစစ်ဆေးပြီးမင်းကိုရှင်းပြချက်ပေးပါမယ်ဟုပြောသည်ထို့နောက်သူမ၏အတွင်းရေးမှုအားတွင်ရေးမှုလင်းဟုတ်ကဲ့ပါမမကွန်အန်းကိုဒီကိုခေါ်ခဲ့ပါဒရိုက်တာယူနဲ့မာနာကြည့်ပြီးအတင်းအဖျင်းပြောတတ်တဲ့သူ့ဝမ်းခွဲအမကိုပါငါယုံကန်းနဲ့ခေါ်လာခဲ့ပါနားလေလားဟုခိုင်းစေလိုက်ပြီးအတွင်းရေးမှုကပြန်ဖြေပြီးထွက်သွားခဲ့သည်တထေးကသူမ၏ယုံကန်းထဲသို့ဝင်ကညီလေးသူတို့မကြမီရောက်လာကြပါလိမ့်မယ်ဟုပြောလိုက်သည်ခဏကြာတွင်ဒရိုက်တာရောက်ရှိလာပြီးတထေးကျွန်တော်ကိုခေါ်လိုက်တာလားဟုမေးသည်တထေးကမင်းကတက္ကသိုလ်ဘွဲရအုံနောက်ရှိသူဖြစ်ပြီးတော့သူ့ကိုလုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ပေးထားတာလားမင်းဘာတွေစဉ်းစားနေတာလဲငါကုမ္ပဏီကိုဖျက်ဆီးဖို့ကြိုးစားနေတာလားငါအခုမင်းကိုပြောပြမယ်မင်းတို့နှစ်ယောက်လုံးအလုပ်ထုတ်ခံရပြီးထွက်သွားကြပါဟုပြောလိုက်သည်